Okay ဒီ video ကကြတော့ရှင်းတော့မှာပါလဲဆိုတော့ function ရဲ့ composite function တွေကိုရှင်းသွားမှာဖြစ်တယ် composite function ကရှေ့မှာလည်းရှင်းပြီးသွားပြီ domain range တွေနည်းနည်းတော့ရှုပ်တယ်သူကဘယ်လိုရှိလဲဆိုတော့ f of x ရဲ့ domain က f of x ရဲ့ range ထွက်တယ်အဲ့ကောင်ကနေပြီး g of x ရဲ့ domain ဖြစ်သွားတယ် g of x ရဲ့ domain က g of x ရဲ့ range ထွက်တယ်အဲ့ကောင်က gf of x နဲ့တူတယ်အဲ့ဒါဘယ်လိုမျိုးခွဲထားလဲဆိုတော့သူမှာ anatomy ပြန်ရှိရပါတော့ဒီမှာဘယ်လိုရှိလဲဆိုရင်ကြတော့ fg of x ဆိုရင်ဒီကောင်က inner function ဖြစ်မယ်ဒီကောင်က outer function ဖြစ်မယ်။ကဲ၍ဒီလိုရေးခဲ့မယ်ဆိုရင်ရောgf of x ဆိုရင်ကြတော့ f က inner function ဖြစ်မယ်။ g က outer function ဖြစ်မယ်ပေါ့နော်။သူကသွားတာကြောင့် inner function ကနေပြီး outer function ကိုသွားရတယ်။ဒီဟာကိုဘယ်လိုရေးရမလဲဆိုရင်ကြတော့ဒီဟာကြောင့် gf of x ဖြစ်လိမ့်မယ်။ဟုတ်ပြီ။ဒီနေရာမှာဒါ f နှစ်ခါသုံးမယ်။နှစ်ဆင့်သုံးထားမယ်ဆိုရင် ff of x ဒါမှမဟုတ် f square x ပေါ့နော်ဒီလိုမျိုးလေးရေးလို့ရတယ်။အဲ့လိုမျိုးရှိရဲ။ဒါပေမဲ့အဖြေကဒီ f square x နဲ့ဒါနဲ့မတူဘူးပေါ့နော်။ဒီ f square x ကပြချင်တာဟိုနှစ်ခုရေးထားပါပေါ့နော် this is not equal to f of x နဲ့ f of x နဲ့မြောက်ထားတာနဲ့မတူဒီဟာနဲ့ဒီဟာနဲ့မတူเนาะဒီဟာကျ ff of x เนาะဒီဟာကျ f နဲ့ f of x နဲ့ f of x နဲ့မြောက်ထားမတူဘူးเนาะအဲ့ဒါ very note လုပ်ထားမယ်ဟာပေါ့အဲ့အပြင်ဆိုတော့အရင်ရှင်းပြစရာဒီမှာအများကြီးမရှိဘူးเนาะဒီမှာအရေးကြီးတာကတော့ဒီကောင်ရဲ့တည်ထားမှာ fg of x က only exists if the range of inner function อ่ะပေါ့เนาะ inner function ရဲ့ range ကouter function ရဲ့ domain ထဲမှာပါနေမှာဖြစ်မယ်ဒီကောင် f of x ကထုတ်လိုက်တဲ့ range နဲ့ဒီ g of x ကတော့เนาะ outer function နဲ့ outer function ရဲ့ inner function ရဲ့ range ရဲ့ domain နဲ့ကိုက်မှ f of gf of x ပေါ့เนาะဒီ function composite function ကတည်ရှိနိုင်တယ်မဟုတ်ဘူးဆိုရင်လုံးဝမတည်ရှိနိုင်ဘူးပေါ့เนาะဒီကောင်ကဒီ domain နဲ့ range နဲ့ agree ဖြစ်နေမှာရမယ်ပေါ့เนาะဘာလို့လဲဆိုတော့ဒီကောင်ရဲ့ range ကိုဒီကောင်က domain နဲ့ပြန်သုံးရတာပေါ့เนาะဥပမာဒီကောင်က0ပါနေမယ်အဖြေထဲမှာ0ပါနေမယ်ဆိုပြီးအဖြေထဲမှာ0ပါနေတယ်သူ့ရဲ့ domain ထဲမှာ0ပါနေဒါပေမဲ့ဒီကောင်ရဲ့ function ကကြောင့်gf of x ကဘယ်လိုဖြစ်နေဆို gf of x က1 by x ဖြစ်နေပဲထားပါတော့အဲ့ဆိုရင် तू ကဒီ function ကအဓိပ္ပာယ်မရှိတော့လေမဖြစ်နိုင်တော့အဲ့လိုမျိုးဖြစ်သွားမယ် okay let's go to some worked example this is going to be a very short video right okay this is the first one ပေါ့နော်ဒီကောင်ရဲ့ဒီ function တစ်ခုရဲ့ composite function ကိုရှာကြည့်မယ် okay fg of x ဆိုရင်ကြောက်ဘယ်လိုသွားလို့ရလဲဆိုရင် तू ကဒီလိုရှိမယ်ထဲမှာ x minus 4ဖြစ်သွားမယ်အဲအကြောင်းဘယ်လိုနဲ့တူသွားလဲမဆိုရင်ကြတော့ဒီ x minus 4ကဒီ f ရဲ့နေရာကိုရောက်သွားတယ်လို့ဖြစ်သွားမယ်အဲကြတော့ဒီ x နေရာမှာဒီ function ကိုထပ်ထည့်ပေးလိုက်ရတယ်လို့ဖြစ်သွားမယ်အဲကြောင့် 3x စာ x minus 4ပေါ့နော်ဒီလိုလေးထည့်ရေးလေးပေးလိုက်ရတယ်အဲ့ဒါကိုပြန်ပြီးမှ expand လုပ်တယ်12 plus 1 3x minus 11ဒီလိုဖြစ်သွားမယ် okayနည်းနည်းရှင်းတော့ရှင်းပါတယ်အဲ့လောက်ကြီးမရှုပ်တဲ့ထဲမှာတော့မပေါ့ဘူးပေါ့နော်ဒီဟာကတော့ composite function ရှာတာပေါ့နော်ဒီလို composite function ကိုမှသူတို့ final answer ရှာရဲဆိုရင်ကြတော့နောက်တနည်းရှိရယ်ဒီ x နေရာမှာသူတို့ dosi နဲ့ value ကိုတန်းထည့်တယ်အဲ့ value ကနေမှတဆင့်ဆင့်တက်သွားတာပေါ့နော်အဲ့ဒါကြတော့နည်းနည်းလေး error နည်းနိုင်တဲ့နီလန်းပေါ့နော်ဒီကောင်ကျတော့နည်းနည်း error တက်ရှိနိုင်တဲ့နီလန်းလေးဖြစ်သွားတာပေါ့ကောင်းခဏတိုင်းပဲဒီ function ကို g of x နေရာမှာထည့်တယ်ဒီ g ရဲ့ x ရှိနေနေရာကိုဒီ function ကိုထပ်ထည့်ရမယ်အဲကြောင့် 3x plus 1 minus 4 3x minus 3ဖြစ်သွားတယ် okay that's the final answer ဒါကတော့နောက်တစ်ပုတ်ဖြစ်မယ် okay try on your own okay ဒီကောင်မှာကြာဘာဖြစ်သွားလဲဆိုဒီမှာတွေ့ရတဲ့အတိုင်းပဲဒီမှာ domain ကို limit လုပ်ထားရပါလို့ဆိုတော့ဒီကောင်က inner function မှာဆိုရင် 1 by x မှာ0လုံးဝဖြစ်လို့မရအောင်ဆိုတော့အပြသွား x နိုင်မယ်0ဖြစ်လို့မရတော့မဟုတ်0ကိုထည့်လို့မရအောင် limit လုပ်ထားတယ်ဟုတ်ပြီဆိုရင် solve ကြည့်အောင်နော် g of x ကို f of x က1 by x ရှိမယ်ဒါက inner function ထည့်လိုက်ပြီးရင်1 by x plus 5ဒါပါပဲပြရအောင်ရှင်းပါတယ်ဒီမှာရှုပ်မဲ့ဟာရ domain တွေ range တွေမှာရှုပ်သွားမှာပေါ့နော် okay fg of x မှာဆိုရင်ဘယ်လိုရှိမလဲ f မစရင်မှာရင်တော့ x ထည့်မယ် x plus 5 okay ဒီကောင်ကျတော့ x ညမှာပဲစသွားတယ်ဆိုတော့1 by x plus 5ဖြစ်သွားမယ် okay that's it okay နောက်တစ်ခုကကျတော့ဒါလေးကတော့နည်းနည်းရှုပ်သွားမယ်ပေါ့နော်ခုနက domain တွေ range တွေပါလာတဲ့အတွက်ကြောင့်နည်းနည်းလေးတော့ပိုပြီးရှုပ်သွားမယ် try on your own okay ဒီ function တွေကိုကြဘယ်လိုလုပ်ရမလဲဆိုရင်ကျတော့သူတို့ရဲ့ range ကိုရှာချင်တယ်ဆိုရင်ဒီ number တွေ domain တွေကို plug in လုပ်လိုက်ရင်ဆိုရင်တန်းရတယ်ဒီ number တွေကိုတန်းထည့်လိုက်အောင်ပဲပေါ့နော်ဘာလို့ဆိုဒီကောင်ကကျ linear function ဆိုတော့ linear မှာအပေါင်းဖြစ်နေဆိုတော့သူကအပေါ်ဝဲတက်သွားမှာဆိုတော့အောက်ရောက်သွားမှာလားဘာလားစဉ်းစားကြရမလို့ဒီကောင် x square ကျတော့ password ပုံလေးရှိမယ် password ပုံမှာသူကကျတော့ a square ကa square coefficient က plus ဖြစ်နေတယ်ဆိုတော့ password ပုံဖြစ်နေဆိုတော့တည်ရယ်ပြီးရင်သူ့ရဲ့ midpoint ကကျော်သွားတော့ပြီး x ဆိုရင်သူ့ရဲ့ midpoint ကိုကျော်နေ
8ဆိုရင်သူ့point ကျော်နေဖြစ်တဲ့ကြောင့်မလို့သူလည်းအပေါ်ပဲတက်သွားမှာเนาะ increasing function ပဲဖြစ်မယ်ဆိုတာကိုသိရတဲ့ကြောင့်အများကြီးစဉ်းစားနေရမလို့အဲ့ကြောင့် 10 plugin လုပ်လိုက်လို့ရတယ်ဒီကဆိုရင် 5 ရမယ် gf of 8ဆိုရင်ကြတော့65ရမယ်ပေါ့เนาะ okay အဲ့ဆိုရင် range ကိုဘယ်လိုရေးမလဲဆို range က gf f of x က greater than 5ဖြစ်မယ်ဒီမှာ equal sign မပါဒီမှာ equal sign မပါတဲ့ကြောင့်မို့ဒီမှာလည်း equal sign မထည့်ဘူးဒီမှာ equal sign ပါခဲ့မယ်ဆိုရင်တော့เนาะဒီအပေါ်မှာဒါ equal sign ပဲမှာဆိုရင်ဒီအောက်မှာလည်း equal sign ထည့်ရမယ်ဟုတ်ပြီဆိုရင်ဒီရဲ့ range ကဘယ်လိုယူမလဲဆိုရင်ဒီကောင်ရဲ့ range ကိုကြတော့ gf of x is greater than 65ဖြစ်မယ်ဟုတ်ပြီနောက်တစ်ခုကျတော့ gf of x ပေါ့နော် gf of x ကကြတော့ equal က g ရဲ့ကို f function ထည့်ရမယ် f function ထည့်တဲ့မှာ 3x plus 2ဖြစ်သွားမယ်ပြီးရင် x g မှာ g of x မှာကြတော့ x ရဲ့နေရာကတော့ whole square တင်ထားတယ်နော် 3x plus 2 the whole square plus 1ဖြစ်သွားမယ်ကြတော့ 9x square plus 12x plus 4 plus 1နောက်ဆုံးဖြေရကြတော့ 9x square plus 12x plus 5ဖြစ်မယ်ဟုတ်ပြီဒါ final answer နောက်ဆုံးကကြတော့ထပ်ရှာမယ်ဆိုရင်ဒီကောင်လေးရဲ့ domain ရဲ့ range ပေါ့နော် domain ရဲ့ range ရှာမယ်ဆိုရင်ဒီပေါ့ဒီရဲ့ဟာကိုရှာမယ်ဆိုရင်ကျွန်တော် gf of x ဖြစ်မယ်ပေါ့နော် gf of x မှာ f က inner function ဖြစ်မယ် x g ကကြတော့ outer function ဖြစ်မယ်အဲ့ကြောင့်ခုနအပေါ်ကအ theory ကိုပြန်သွားကြည့်မယ်ဆိုရင်ဘယ်လိုရှိမလဲဆိုရင် f of x ရဲ့ f of x ရဲ့ range က g of x ရဲ့ domain နဲ့ညီရမှာအဲ့ကြောင့်ဘယ်လိုလုပ်လို့ရလဲဆိုရင်ကြတော့ဒီ f of x ရဲ့ range ကို f of x ရဲ့ပေါ့နော် f of x ကို g of x ရဲ့ domain နဲ့ညီပေးလိုက်မယ်ဒီလိုလေးလုပ်ပေးလိုက်မယ်เนาะ inequality ဆို inequality လည်းမထည့်မယ်ဒီနေရာမှာ f of x ထည့်ပေးလိုက်မယ်ပေါ့เนาะ outer function ဒီနေရာမှာ inner function လေးထည့်ပေးလိုက်မယ်ပြီးရင် solve လုပ်မယ် okay f of x ကိုစားလို့ထားမယ်ဆိုရင် 3x plus 2 which is equal to 8 3x 6x က greater than 2ဖြစ်မယ်ဒီကောင်ကဘာကောင်းလဲဆိုရင် f of x ရဲ့ domain requirement တခုဖြစ်တယ် x က greater than 1ဖြစ်ရမယ်ဆိုတာကိုလည်းကြိုက်တယ်ပြီးရင်ကျွန်တော်ဒီကောင်ပို့ပြီး strict ဖြစ်တာပေါ့နော်ပြီးရင် g ရဲ့ domain ထဲမှာလည်းပါမယ်ပေါ့နော်ဒီမှာအနည်းဆုံးဥပမာ 3x plus 2မှာ2ထည့်လိုက်မယ်ဆိုရင်6 plus 2 8ထက်များနေရကွာအဲ့လိုဖြစ်သွားတယ်အဲ့ကြတော့မှန်းနေရ okay domain ကဘယ်လိုရေးရမလဲဆိုရင် domain က x is greater domain of gf of x က x က greater than 2ဖြစ်ရမယ်ဘာလို့ဆို x ထည့်လိုက်မယ်2အနည်းဆုံးထည့်လိုက်တော့မှပဲ domain က g ရဲ့ domain နဲ့ g ရဲ့ domain နဲ့ဝင်မှာကွာ f of x ရဲ့ range က g ရဲ့ domain နဲ့ဝင်ရမယ်သဘောပေါက်လားမသိဘူးအဲ့ကြတော့ f of x မှာအများဆုံးထည့်ရတဲ့နံပါတ်က2ဖြစ်သွားမယ်အဲ့ကြရင် g of x မှာအနည်းဆုံးထည့်လို့ရမယ့်နံပါတ်8ဖြစ်သွားမယ် okay range ကကြောက်ဘယ်လိုရှာရမလဲ range ကကြောက်တော့ဒီကောင်အပေါ်မှာရှာထားတဲ့ဟာ g ရဲ့ domain နဲ့ပဲပြန်တော့ဘာလို့ဆို8ထည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အနည်းဆုံးတန်ဖိုးက8လေ right ဒီကောင်8ထည့်ကြည့်ရမယ်အဲ့ချက်တော့8ထည့်လိုက်တဲ့အချိန်မှာ65ရလာတယ်လေ right 65ရလာတယ်ဆိုတော့65ထည့်ပဲ g နေရမယ်ကွာအဲ့ချက်တော့ gf of gf of x က65ထည့် g နေရမယ်အဲ့လေလားမသိဘူးဒီမှာဘယ်လိုဖြစ်သွားလဲဆိုရင်ဒီ the whole function တခုလုံးရဲ့ gf of x ရဲ့ range က gf of x ရဲ့ range နဲ့တူတူပဲကွာအဲ့ကြောင့် gf of x မှာ range တန်ဖိုးက gf of x ရဲ့ range တန်ဖိုးနဲ့တူတူပဲဆိုတော့ dummy copy ပြန်ပြီးတော့ရေးလိုက်လို့ရတယ် okay that's it for today